Hello အားလုံးပဲမြင်ကြပါကျွန်တော်နာမည်က Mr. Brandon ဖြစ်ပါဒီနေ့ဗီဒီယိုကျွန်တော်အားလုံးပြန်လည်ပြီးတော့မှကြိုဆိုလိုက်ပါဒီနေ့မှာတော့ကျွန်တော်ခါရတာပါတစ်ဖက်ဆိုတဲ့ဂိမ်းလေးကိုဆော့ပြသွားပါမယ်ဖြစ်ပါကျွန်တော် normal တဲ့ insane ကိုဆော့ပြမှာဖြစ်ပါကျွန်တော်အေးပါစပယ်လေးဆော့လိုက်တာဒါပေမဲ့မဆော့ချင်ဘူးကျွန်တော်ဒါဟို10မိနစ်ကြော်လေးနဲ့အပြီးဆော့ပြပါကျွန်တော်နည်းနည်းလေးပဲဆန်စုပြရပါမန်နီထရီချလို့ရပါကျွန်တော်မန်နီထရီကိုအရင်ဆုံး6ပင်ချလိုက်ပါ6ပင်ချပြီးရင်တော့ကျန်လာရင်လုံးလိုက်ပါโอเคစားလို့ရတယ်စားလို့ရတယ်ဒီလိုပုံစံလေးတော့ခဏလေးလောက်ဖန်လိုက်ပြီးပါဒါနဲ့ကျွန်တော်ပတ်စံကြည့်တာစောင့်နေကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးကြပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျာကျွန်တော်ဗီဒီယိုအခုကြည့်နေတဲ့သူတွေလည်းဒီလိုပုံစံလေးနဲ့ပဲဖန်သွားလို့ရပါတယ်10မိနစ်ကိုစီ1000ရပါအခုတော့ boss လာပါဘာမှစိတ်ပူစရာမလိုပါရပါတယ်သူရှော့ပါ
ဘာ boss ပဲလာလာ easy ပဲကြောက်စရာမလိုတော့ပါဒီရပွဲကိုအလွယ်တကူနိုင်ချင်တယ်ဆိုရင်ချက် cherry blossom ရှိအောင်လည်းရပါတယ် cherry blossom ရဲ့ money tree ပြီးရဟိုလာကျွန်တော်တို့တိတ်ပြီးတော့မများဆဆမလို့အပ်ပါဘူး legendary unit တွေကတစ်ခုရှိရင်ရပါတယ်ထပ်လုပ်ပြန်ဘာမှမဖြစ်ဘူးโอเคပွဲလဲပြီးတော့မယ်โอเคဒီတိုင်းပွဲပြီးအောင်စောက်ဖို့ပဲကြာမှာတော့ခင်ဗျာfinal boss cherry blossom ရဲ့ damage နဲ့တင် boss ကတွေးတော့တန်ကိုင်းသွားโอเคပွဲပြီးသွားရင်ထွက်မယ်ကျွန်တော်ရဲ့ဗီဒီယိုကြည့်ပြီးကြတော့အားလုံးကျေးဇူးတူပဲတင်ရှိပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲအခုတော့အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျွန်တော် giveaway လေးတစ်ခုပေးပါမယ်ကျွန်တော်ရဲ့ YouTube ဗီဒီယိုပဲအောက်မှာပဲဖြစ်ပါနံပါတ်လေးမှတ်ခဲ့ပါတစ်ကနေ100အထိကြိုက်တဲ့နံပါတ်တစ်ခုမှတ်ခဲ့ပါမှတ်ခဲ့ပြီးကျွန်တော် spin လှည့်ပေးပါ spin လှည့်ပေးလို့ပေါက်တဲ့သူကဒီ waterman လို့တူမဟုတ်လီစာ plant ရမှာပဲဖြစ်ပါတယ်ကဲပါအားလုံးပဲကျေးဇူးတင်ပါတယ်အားလုံးပဲတတာဘိုင်ဘိုင်